တင်ဆက်ပေးမယ့်သတင်းကတော့ဝက်ဆန်နဲ့ပွဲကလီဗာပူးနီးပြအနာဂတ်အတွက်အဆုံးဖြစ်လာမယ့်သတင်းပဲဖြစ်ပါတယ်။လီဗာပူးနီးပြအာနီစလော့အတွက်လာမယ့်သတင်းကိုနေမှာကစားရမယ်။ဝက်ဆန်နဲ့ပွဲစဉ်ဟာအသင်းမှာဆက်ရှိမရှိဆိုတာအတွက်အဆုံးဖြစ်လာတော့မယ်လို့ပြည်ထောင်မီဒီယာတွေကရေးသားခဲ့ပါတယ်။နောက်ဆုံးကစားခဲ့တဲ့12ပွဲမှာ9ပွဲတိရှုံးနေခဲ့သလိုအသင်းရဲ့ခြေစွမ်းကလည်းအစိုးရဆုံးအနေထားကိုရောက်လာတာကြောင့်အာနီစလော့ကယာတူကထုတ်ပယ်ခံနိုင်ရခြင်းအမြင့်ဆုံးပရီးမီးယားလိဂ်နီးပြအဖြစ်ကိုရောက်ရှိနေဖြစ်ပါတယ်။လီဗာပူးအသင်းပိုင်ရှင်တွေအနေနဲ့အာနီစလော့ကိုအချိန်ဆက်ပေးတဲ့မတင်ကိုဆုံးဖြတ်တာကိုဝက်ဆန်နဲ့ပွဲမှာမြင်တွေ့ရတဲ့အသင်းရဲ့ခြေစွမ်းပေါ်မူတီကဆုံးဖြတ်သွားမယ်လို့တယ်လီဂရတ်သတင်းဌာနကရေးသားခဲ့ပါတယ်။အာနီစလော့ကအသင်းရဲ့လက်ရှိရှင်ကြီးကအချက်တဲကြီးတစ်ခုတည်းကိုရောက်နေတာဖြစ်တယ်လို့အလင်းမပြောင်းလဲနိုင်ရင်ပြဿနာတွေအများကြီးရှိနိုင်တယ်လို့ဝန်ခံခဲ့ပါတယ်။လီဗာပူးရင်ဆိုင်နေရတဲ့ရလက်ဆိုရမှုတွေကပရီးမီးယားလိဂ်ကနေနောက်ဆုံးအချိန်တန်းဆင်းခဲ့ရတဲ့1953ခုနှစ်တုန်းကရင်ဆိုင်ခဲ့ရတဲ့ရလက်ဆိုရမှုတွေနဲ့တူညီနေတယ်လို့လည်းသိရပါတယ်။ဒီသတင်းကိုတော့ငင်းချောင်းမှာပြပို့လာပါ